ရှားနိုင်ငံပြည်နန်းမှာဒီ၄လပိုင်းပထမပတ်ရဲ့ weekend ပေါ့နော်အခုဒီ၄လပိုင်းပထမပတ်ပြီးခဲ့တဲ့ weekend ကအဲ့ဒီတကြံပွဲလောက်တာအဲ့ဒီတကြံပွဲလုံးမှာဆိုလို့လောက်တဲ့အခါမှာဆိုလို့ရှိရင်လူပေါင်း40ကျော်ဖမ်းခံရတာအဲ့9ယောက်ကစင်းုံရောက်ပြီးအခါကျရန်ပွဲ၄ပွဲဖြစ်တဲ့အကြောင်းရှင်တို့ပြောပြမယ်လာဆဆမပလို့ရှင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဒါနေရာလိုက်တော့အခုတကြံရာဒီကိုရောက်လာတဲ့ခါကျတော့တကြံရဲ့အတိတ်ပဲကနှစ်သက်ကိုကူးပြောင်းတဲ့နှစ်ဟောင်းကနှစ်ကြီးတွေကိုစေးကြောပြီးတဲ့ခါကျ၄ရက်မြန်မာဆိုရင်တော့၄ရက်ပေါ့ဒီနိုင်ငံသားတွေမှာဆိုလို့ရှိရင်အဲ့လို weekend တိုင်းမှာဆိုလို့ရှိရင်ကျင်းပကြတယ်ပေါ့နော်အဲ့ဒီဟာကိုရောက်တဲ့အချိန်မှာဒီလိုမျိုးမလေးရှားကပြည်နန်းကပထမဆုံးအပတ်မှာပဲဒီလိုပြီးခဲ့တဲ့အပတ်ကစနေတင်းငွေကသူတို့လှုပ်လိုက်တယ်ပေါ့နော်လှုပ်လိုက်တယ်ဆိုတော့9ရက်တင်းငွေ9ရက်4လ2026တင်းငွေနေမှာသူတို့ကလှုပ်လိုက်တာအဲ့ဒီနေ့ရဆိုလို့ရှိရင်နောက်ဆုံးအဆုံးသတ်မှာရန်ပွဲတွေဖြစ်ပြီးတဲ့အခါကျတော့အဲ့မှာလူတွေလည်းအများကြီးဖမ်းခံရတယ်ပေါ့နော်အဲ့မှာပထမဆုံးရန်ပွဲကကြတော့အဲ့ဒီလက်မှတ်ကိစ္စကဓာတ်ထုံးမှုဖြစ်တာတဲ့လက်မှတ်ကိစ္စကြောင့်မလို့အချင်းချင်းလေးအဲ့လိုမျိုးပြီးတဲ့ခါကျတော့ဒီမြန်မာတန်ရှင်းအလုပ်သမား2ယောက်အဲ့ဒီကွင်းထဲမှာလည်းအင်ဒိုနီးရှားကနေတစ်စင်ပြန်ငားထားတာ ringgit 100နဲ့မြန်မာတန်ရှင်းသမားတွေအဲ့ဟာလည်းပြဿနာဖြစ်ကြတယ်လို့ပြောတယ်နောက်တစ်ခုကကြတော့ကောင်မလေးကိုနို့သွားကိုင်းနာတဲ့အဲ့ဒီနို့ကိုင်းတဲ့ရန်ပွဲကလည်းတပွဲတဲ့အဲ့ဟာပြီးတဲ့ခါကျနောက်ဆုံးတပွဲကကြတော့ဈေးတန်းမှာမြန်မာရဲ့တရုတ်ရဲ့အင်ဒိုရဲ့လာမသိဘူးအဲ့လိုမျိုးရန်ဖြစ်ကြတာစုစုပေါင်း၄ပွဲအဲ့ရနေမြောက်မှာဓာတ်ထုံးမှုတွေလည်းဖြစ်တဲ့အခါကျတော့နော်ဓာတ်ထုံးမှုတွေလည်းဖြစ်တဲ့ခါကျတော့အဲ့မှာဖမ်းသွားတာစုစုပေါင်း48ရောက်တယ်အခုဆိုလို့ရှိရင်အဲ့ဒီဟာတွေကလည်းပြဿနာတွေဖြစ်ပြီးတဲ့ခါကျတော့တန်ရုံးကိုဆက်သွယ်ဖို့เนาะပြီးတဲ့ခါကျတော့လေလက်မှတ်ဖို့เนาะမလေး ringgit 900ကျော်လောက်စာထားဖို့လို့ပေါ့เนาะအဲ့လိုလူတွေဖမ်းခံရတဲ့လူတွေအတွက်ပေါ့เนาะအဖမ်းခံထားတဲ့လူတွေကလည်းအခုဆိုလို့ရှိရင်အဲ့ဒီစကန်တွေမှာလိုက်ပြီးတော့ရှင်တို့ပါရှင်တို့စုံစမ်းလို့ရနေပြီဆိုတဲ့အကြောင်းတွေအဲ့ဒီသူတို့ကလည်းတင်းနေတယ်เนาะအခုဆိုလို့ရှိရင်အပြောင်းကနေပြီးတော့အပြက်เนาะတောက်ဆားတွေနဲ့အဲ့လိုမျိုးတွေဖြစ်ကုန်ကြတာအခုသိမကြခင်မှာမြန်မာပြည်ကလည်းเนาะမြန်မာပြည်ကလည်းစေးရုံကိုရောက်သွားတဲ့9ယောက်ကကြတော့လေအဲ့ဒါထုံးမှုဖြစ်ပြီးတော့စေးရုံကိုမြန်မာတွေရောရခိုင်တွေရောအဲ့ဒီမှာပါတယ်เนาะအဲ့ဘာပဲနေမြန်မာ passport နိုင်ငံသားမြန်မာ passport ကိုကင်ဆောင်ထားတဲ့လူဆိုလို့ရှိရင်မြန်မာပဲကိုမြန်မာနိုင်ငံသားတွေအဲ့လိုမျိုးဖြစ်ကြတယ်ဆိုလို့ရှိရင်လည်းမကောင်းဘူးအခုခါကမြန်မာနှစ်သက်ကူပွဲမြန်မာရေတပင်ပွဲမှာဖြစ်တဲ့ခါကျတော့ကိုမြန်မာတွေအနေနဲ့ဆိုလို့ရှိရင်မကောင်းဘူးပေါ့အေးသိရမလားအဲ့လိုမျိုးကြောင့်မလို့လာပြီးတော့ပြောပြတာအားပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အခုမြန်မာတွေဆိုလို့ရှိရင်တကြံကိုရောက်တော့မှာကွယ်ရောက်တော့မှာဆိုလို့ရှိရင်အရက်သေးစားတွေတောက်စားကြပြီးတော့ဒီလိုမျိုးပွဲတွေသွားတယ်ဆိုလို့ရှိရင်ရှင်တို့တတိထားကြပါပြီးတဲ့ခါကျတော့တချို့တွေကကြတော့အဲ့လိုမျိုးသွားကြလာကြပြီးဟေ့ဆိုတဲ့ကောဓားတွေဒုတ်တွေကိုစောင့်သွားကြတာဘာသဘောမှမသိဘူးเนาะအဲ့လိုမျိုးဖြစ်လာလို့ရှိရင်အုပ်စုဖွဲ့ပြီးတော့ရိုက်ကြနှက်ကြเนาะတောက်ရင်လည်းမူးပြဲပြီးတဲ့ခါကျလူမှန်းမသိအောင်မတောက်ကြနဲ့တောက်မူးရင်လည်းမယမ်းကြနဲ့အဲ့လိုမျိုးပြောချင်တယ်ဒီကခါကျတော့တချို့တွေကကြတော့အဲ့ရင်အရက်တောက်ပြီးလို့ရှိရင်တချို့လူတွေကကြာအရန်ရင်သေးပြီးဟုတ်ကဲ့ sorry ပါတောင်းမှန်ပါတယ်အဲ့လိုမျိုးဖြစ်ကြတချို့လူတွေကကြာသူတို့အတွင်းထဲအငုံစိတ်တွေကကြွလာပြီးတက်လုံးကသူတို့အဖိနှိတ်ခံထားတဲ့ဟာတွေအဲ့ဒီအချိန်မှာပေါ်လာပြီးတော့လေထိကနေဆိုဝုံတိုင်းအဲ့လိုမျိုးတွေလှုပ်ချင်ကြတာအဲ့ဟာမျိုးတွေလည်းတတိထားကြပါနော်အဲ့ဒီတော့ကိုမြန်မာတကြံပွဲမှာကျင်းပတာမှ၄ရက်ထဲအဲ့ဒီ၄ရက်ထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းကြကျွန်တော်ပါကျွန်တော်လှုပ်တဲ့လူတွေလည်းဘာမှမပြောဘူးမလှုပ်ကြတဲ့လူတွေလည်းဘာမှမပြောဘူးဒါပေမဲ့အဲ့ဒီပျော်လွန်ပြီးတဲ့ခါကျတော့ကိုယ့်ရဲ့ဘဝကိုနော်ဒီသေဘေးနော်ဟိုလူနဲ့ဒီလူနဲ့ရန်ဖြစ်လို့တက်ကြတယ်တေကြတယ်เนาะအဲ့ဒါတွေလည်းစင်ကျင်ကြပြီးကြဒုက္ခိတတွေဖြစ်ကြတယ်ရိုက်ကြနှက်ကြတယ်ကိုယ့်ဘဝကိုပျော်ရွှင်တဲ့ဟာနဲ့ပြီးတော့ရှင်တို့เนาะပြီးတဲ့အခါကျတော့ထောင်ထဲမှာစေးရုံမှာအဲ့လိုမျိုးတွေရောက်ပြီးတဲ့အခါကျတော့ဒီပျော်ရွှင်မှုကနေအဲ့ဒီအပြတ်ဘက်ကိုအဆုံးသတ်ကြမှာဆိုလို့လာပြီးတော့ပြောပြတာအခုဆိုလို့ရှိရင်ပြည်နန်းမှာဆိုလို့ရှိရင်ဒီကိစ္စတွေဖြစ်ပြီးတော့နောက်ဆက်တွဲလောက်တဲ့သူတွေရောဟာမလောက်တဲ့သူတွေရောကိုညီပေးတဲ့လူတွေရောမပြောရမရွှင်ရတော့အခုဆိုဘယ်သူမှမနေရတော့ဘူးလေသိရမလားဖြစ်ကြပြီဆိုလို့ရှိရင်အထောက်ထားရှိတဲ့လူတွေရောအထောက်ထားမရှိတဲ့လူတွေရောအခုဖြစ်ကြပြက်ကြပြီးတဲ့အခါကျပြန်ပို့ခံရတာတော့ပြီးတဲ့အခါကျအဲ့ပေါက်စီကင်တဲ့ကိစ္စတော်တော်ဆိုးတယ်လို့လည်းပြောတယ်เนาะအဲ့ဒီတော့ရှင်တို့ဒီသတင်းရဲ့နောက်ဆက်တွဲတွေကိုကျုပ်ကလည်းလိုက်နေတာဘလို့မှကိုလိုက်လို့မရဘူးတကယ်လို့ရှင်တို့တွေတီးလို့ရှိရင်လည်းကျုပ်ကိုလည်းပြောပြသွားကြအောင်ဆက်စုမပူလို့ရေးထားပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်